10 မိနစ်အတွင်းအရေးအကြောင်းတွေကိုလျော့ပါစေမိနေလန်းဒါကတော့သင်တို့အတွက်ကျွန်မမျှဝေပေးခြင်းနဲ့ရှိုးဝက်ချက်နေလန်းကောင်းတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုလေးမပြောက်သွားခင်အခုပဲအမြန်သိမ်းဆည်းထားလိုက်ပါတခွားသီးအသေးတစ်လုံးကိုယူပြီးညက်နေအောင်ချစ်ပေးပါတခွားသီးမှာတတိုးဆန့်ကျင်ပစ္စည်းတွေနဲ့ဆီလီကာဓာတ်တွေအများကြီးပါဝင်တာကြောင့်အရေပြားကိုတင်းရင်စေပြီးမျက်နှာဖောင်းအချင်းကိုရော့ချစေသလိုအသားရည်နီးမြန်းရောင်ရမ်းခြင်းကိုလည်းတက်တာစေပါတယ်ဒါကြောင့်မျက်နှာပေါ်ကအရေးအကြောင်းလေးတွေကိုချောမွေ့သွားစေဖို့အတွက်အကောင်းဆုံးပါပဲသင်ကဒီဗီဒီယိုကိုဘယ်ရက်ဒေတာကနေကြည့်နေတာလဲမှတ်ချက်မှာပြောပြပေးခဲ့ပါဦးအခုချစ်ထားတဲ့တခွားသီးတွေကနေတခွားသီးရီသုံးဆုံးစာရအောင်ညှစ်ထုတ်ပြီးတန်ရှင်းတဲ့ခွက်တစ်ခုထဲထည့်လိုက်ပါပြီးရင်ရှားဆောင်လက်ပတ်ကျဲနှစ်ဆုံးထည့်ပေးပါရှားဆောင်လက်ပတ်ကအသားရည်ကိုရေဓာတ်အပြည့်အဝဖြည့်တင်းပေးပြီးကောလာဂျင်ထုတ်လုပ်မှုကိုမြင့်တင်ပေးပါတယ်ဒါ့အပြင်အသားရည်နီးမြန်းတာနဲ့ရရနာတွေကိုတက်တာစေပြီးနှုတ်ပြဝင်းပတ်တဲ့အသားရည်ကိုရရှိစေမှာပါနောက်ဆုံးအနေနဲ့အုံးစီတစ်စုံထည့်ပေးရပါမယ်အုံးစီမှာဖက်တီအက်ဆစ်နဲ့တတိုးဆန့်ကျင်ပစ္စည်းတွေကျွဲဝစွာပါဝင်ပါတယ်သူက6သွေးတဲ့အသားရည်ကိုအာဟာရဖြည့်ပေးပြီးအရေးအကြောင်းတွေကိုပျော့ပြောင်းတက်တာစေသလိုအသက်အရွယ်မတိုင်ခင်အိုမင်းရောခြင်းကနေလည်းကာကွယ်ပေးပါတယ်ပါဝင်ပစ္စည်းအလုံးကိုခရမ်းပုံစံဖြစ်သွားတဲ့အထိဒေချာသမအောင်မွေပေးပါပြီးရင်တော့နေ့စဉ်တက်ဆင်ထားတဲ့မျက်နှာပေါ်မှာလိမ့်ပေးနိုင်ပါတယ်ဒီနည်းလမ်းလေးကိုသဘောကျတယ်ဆိုရင်တုံးကြည့်မယ်ဆိုတဲ့အကြောင်းမှတ်ချက်မှာရေးပေးခဲ့ပါဦး